အလိုပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့တူတူလေးနဲ့အရသာအရင်ရှိပြီးစီးပွားဖြစ်ရုံမယ်ဆိုရင်ရောက်ကောက်စီမဲ့မူအားစားလိုနီလေးကိုဝေမျှပေးခြင်းပါတယ်ခင်ဗျာလိုနီလေးကလည်းအရန်ကိုလက်ကူတာမို့ကျွန်တော်နဲ့တူလက်ကြည့်ကြရအောင်ပါခင်ဗျာကျွန်တော်တို့မူအားစားမှာကအလွန်နလာပေါပါတယ်ခင်ဗျာပထမဆိုအောက်လာတွေလိုအပ်တာကတော့ဆန်မို့ပီလောပီနန်ကောမို့အိုနိုထန်တဲ့ချာစာဆောင်းငွေရတို့ဖြစ်ပါတယ်ခင်ဗျာပြီးအပေါ်လာတက်ကတော့ဆန်မို့အိုနိုစာတဲ့ချာဒီလိုပါပဲခင်ဗျာပြီးတော့ဒီလိုချူပကအသေးလေးတွေလည်းလိုအပ်ပါတယ်ခင်ဗျာပရမဆိုဆောင်းငွေရလေးတွေကိုညအောင်ထောက်ပေးပါမယ်ဆက်ရှိရင်စနေကြည့်လို့ရပါတယ်ခင်ဗျာပြီးရင်ရေလေးအနှဲငယ်ထည့်ပြီးဒီလိုစကားလေးနဲ့ဆောင်းငွေရလေးကိုစေထားပေးပါမယ်ခင်ဗျာပြီးရင်မိုးအော်လွှာတွေဆံမိုးကထမင်းစားစောနဲ့၄စောပီလောပီနာကောမိုးကထမင်းစားစောနဲ့၁စောစားကူကအနှဲငယ်ထန်တကြောကထမင်းစားစောနဲ့၂စောဆောင်းငွေရီကထမင်းစားစောနဲ့၄စောအိုနိုကိုလည်းထမင်းစားစောနဲ့၄စောထည့်ပြီးတော့တမအောင်ငွေပေးလိုက်ပါမယ်ခင်ဗျာအချိုးကတော့အမိုးတဆဆိုအရင်နှစားပါခင်ဗျာပြီးရင်အပေါ်လွှာတွေဆံမိုးထမင်းစားစောနဲ့၄စောကိုစားကူကနဲ့ငယ်တကြောကထမင်းစားစောနဲ့၂စောအိုနိုကထမင်းစားစောနဲ့၆စောထည့်ပြီးတော့ဖြောပေးပါမယ်ခင်ဗျာကဲကြော်တို့မိုးအနှိမ့်လေးတွေလည်းရပြီဆိုတော့မူဟာစားလေးကိုစားလုပ်ပါမယ်ခင်ဗျာပထမဆိုရေကိုစူအောင်တဲပါမယ်ရေစူလာပြီဆိုရင်ကျွေးပကံသေးလေးတွေကို9မိနစ်လောက်ပေါ်ထားပေးလိုက်ပါမယ်ခင်ဗျာကဲ9မိနစ်ပြည့်ပြီဆိုရင်အောက်အလွှာတွေမိုးနှင်းရီလေးတွေကိုထည့်ပါမယ်အောက်အလွှာတွေမိုးနှင်းရီကိုဒီလိုခွဲရဲတဝက်ပဲထည့်ပါမယ်ခင်ဗျာအကိုလိုထည့်ပြီးပြီဆိုရင်ကြော်တို့10မိနစ်လောက်ပေါ်ထားပေးလိုက်ပါမယ်ခင်ဗျာကဲ10မိနစ်ပြည့်လို့အောက်လွှာလေးတွေမှာသွားပြီဆိုရင်အိုနိုနှင်းလေးတွေကိုအပေါ်ကနေထည့်ပေးပါမယ်ခင်ဗျာကျွန်တော်တို့အိုနိုနှင်းကိုခွဲရဲအပြီးထည့်ပေးပါမယ်ကဲအကိုလိုထည့်ပြီးပြီဆိုရင်နောက်ထပ်15မိနစ်ထပ်ပေါက်ပေးပါမယ်ခင်ဗျာတကယ်တော့လေဒီမို့လေးကထိုင်းရမို့လေးပါခင်ဗျာသူ့ကိုထိုင်းမှာဆိုရင်ခနုတ်ထွေးလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်တို့တိုင်းတိုက်ကဒီထိုင်းနဲ့နေတော့လေဒီလိုဒေတာဆာဆာလေးတွေကကူလူဆက်လို့နေတာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒဝဲတို့တိုင်းတိုက်ဖက်မှာဆိုရင်ဒီလိုချူပကအသေးလေးတွေကိုဟန်ဆာလို့ခေါ်ပါတယ်ခင်ဗျာဒါကြောင့်ဒီလိုဟန်ဆာတဲ့ကိုထည့်ပြီးလို့တက်မို့မို့လို့မူဟန်ဆာလို့ခေါ်ကြတာပါခင်ဗျာကဲ15မိနစ်ပြည့်တာနဲ့ချိုချိုစစ်စစ်ငွေငွေလေးကိုမှတူတူလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့မူဟန်စားလေးကိုရရှိပါပြီခင်ဗျာကဲစားကြပါဦးခင်ဗျာလောကကိုလေးချိုစစ်ငွေနေပါပဲခင်ဗျာဒီမူအားစားကိုကလေကျွန်တော်တို့ဘိတ်တို့ကော်တော်ဒီဖက်မှာရောက်တာကပုံများပါတယ်ခင်ဗျအကယ်လို့တခြားဒေသမှာရောက်မယ်ဆိုရင်လေဒီအမီလီဆန်းတာဆိုတော့ရောက်ကောင်းမှသိချပါတယ်ခင်ဗျကဲဒါဆိုရင်တော့မူဟာစားလေးကိုဒီနေ့လေးတိုင်းအင်မော်လက်တူလို့ဆောက်လို့ရပါတယ်ခင်ဗျအားလုံးကျေးဇူးပါတယ်ခင်ဗျဘိုင်ပါခင်ဗျ